မိုင်ငက်ညက်ပေး မပေါ်တာလေ တွေးထားတော့ကြောက်ကြီးညဝတီမှာကလေးနေရဒီရောက်မှညက်တော့မယ်ဆိုပြီးတော့မညက်ပဲနေလိုက်တာပုံမှန်ဆိုညက်ပြီးသွားပြီ ဘာလိုမျိုးလဲစကားပြောတမျိုးလေးပဲ ပိတ် နောက်ဆုံးပေါ့ အရေးအားဆိုစပင်ညက်တော့ကိုစိတ်ကြိုက်ပဲညက်လေကိုစိတ်ကြိုက်ကဒီပုံစံအများနဲ့ညက်နေတာဆိုတော့အခုကအသိဆက်လေးဖြစ်သွားလို့ ဒီပုံစံနဲ့ပဲနေတာများလား ဒီပုံစံမဟုတ်ဘူးဒါအရေးပုံစံပဲစပင်ကအရင်ထူမြန်တယ်နှစ်ပတ်လောက်ဆိုတော်တော်ထူသွားပြီဒါညက်ပြီး3ပတ်လောက်ပဲရှိတယ် သပင်ညံခန့်နဲ့မွဲမယ် ဟုတ်တယ် အခုကဟိုလိုညက်ချင်တဲ့ပုံတွေပါရမရှိဘူးပေါ့ အရေးပုံစံတော့မကြိုက်တော့လို့အဲ့ဒါဆရာပဲအပ်လိုက်မှာ ဒီပုံစံနဲ့လိုက်တယ်အဓိကဘေးတွေပါနည်းနည်းပါပြန်ရွှိုင်းလိုက်တော့ဖိုင်းအောင်ပါကွာ ပုံစံတစ်မျိုးပြောင်းသွားပါအရေးပုံစံမဟုတ်ဘဲနဲ့တစ်ခါမှမနေဘူးတဲ့ပုံစံမျိုးနဲ့နေကြည့်ချင်အဲကြောင့်မို့ဆရာပဲအပ်လိုက်မှာ အဲ့ဆိုရင်တော့ဘာကင်းညက်မယ်မပြောတော့ကြောက်မှကြောက်တိုင်းမဲ့ပုံစံပဲလုပ်ပြလိုက်မယ် Okay let's go လူများဆိုတော့ပြောကြတာပဲစပင်းညက်ဆိုင်မှာတော့ကြီးတော့မိုင်းနေတာပဲအရင်ပြန်ရောက်ရင်တော့ဘာပုံမှမလာတော့ဘူးဘယ်လိုလုပ်လာမှာလဲဆိုင်ရပြောလိုက်တဲ့အတိုင်းမှမလုပ်တာစပင်းကိုဘယ်လိုပဲညက်တာနဲ့ဒါအထာတစ်ခုထွက်ချင်တယ်ဆိုလို့ရှိရင်တော့လိမ့်ဖို့လိုရဲဆိုရင်လင်းကိုလင်းရမှာပဲမလိမ့်လို့မရဘူးမလိမ့်အောင်ဘာပုံမှထွက်မှာမဟုတ်ဒီပုံဝဲရှိညက်တော့ညက်ပွားဘာမှမလိမ့်ရသေးဘူးသူကတတရေရဲ့ပုံစံထားချင်တာဆိုတော့ V2 ပုံမိတ်ကိုယူပြီးလက်မှာနှံ့အောင်ပုတ်ပြီးတော့ကိုကောင်မှနှံ့အောင်လိမ့်မိလိုက်ပါတယ်ဒါကတော့စပင်းညက်ခင်ပုံစံဖြစ်ပါတယ် Waiting on that sunshine, but I think I need that.